1389ခုဒီနေ့တော့လာဇန်14ဝင်ပြီပေါ့လောကမောင်စုတော်မြတ်ကြီးတော်မြတ်ကြီးရဲ့53ချိန်မြောက်ဗုဒ္ဓပူဇော်နေ့ကဘုရားကတော့ဝဲကြီးမှာဘုရားပူဇော်ခြင်းတရားပူဇော်ခြင်းသံဃာပူဇော်ခြင်းဒီနေ့တခါကျင်းပခြင်းဖြစ်ပါလေ။ဘာကြောင့်လဲဆိုတော့ဒီနေ့တခါဗုဒ္ဓပူဇော်နေ့ကဘုရားကတော့ဝဲကြီးကျင်းပမှာတာဒီလူမျိုးတွေရဲ့ဘုရားတော်ကြီးတယ်ပြည့်နေမောလာမရမှာအဲဒီအစိုးရတွေရကြမှာပဲပေရိဒီကပြင်းပြကြရမှာတောင်ကြတော့ဘုရားကြီးကအမျိုးမြင့်ကြီးပါတယ်နော်ဘုရားပူဇော်နေ့ကဘုရားတော်ကျိုးတော်ကြီးနေပြီးတော့ပြည့်နေမောလာမရတာဒါတော့ဘာလဲဆိုဒီကံဘုရားပူဇော်နေ့ကဘုရားတော်ကိုယူကျင်းပါမယ်ဒီလိုဘာလဲလုပ်နေနေရှိရပါဘူးဒါကြောင့်ဘုရားဆရာတော်ဘုရားကပြီးတော့တရားရည်အမြဲရှိကိုလည်းဘုရားတော်မှာပြပါပဲတရားတော်ကလည်းပိုးကပါအပေမလားဘူးဒါကပြီးတော့ဆရာတော်နဲ့နေတာပြီးတော့ဒီနေ့ကတော့တော့ဆန္ဒပြရပါပြီဆိုရင်လည်းပေါ်ရဆရာတော်နဲ့ကနေပြီးတော့ဓမ္မသနာအပြင်ဓမ္မလေးပြီးတော့အစောတော်ပြီးတော့ဓမ္မလေးရှင်းပြပါရတော့ကြောက်ပြီးဓမ္မဒါနအလိုကြီးပေါ့သတ္တဒါနဓမ္မဒါနကြီးနံသတ္တဒါနအကျဉ်းဆုံးပြပါကေဆိုတော့အကျဉ်းဆုံးဒါနကြီးပါပဲတော့ဒီပါနာအတွက်ဒါလည်းပိုင်းအားတော့အဲ့တော့ဓမ္မဒါနအလိုကြီးမှာဒါနဒါနပါဠိတော်ကြီးရှင်းပြကြတာကြပါလေသူကြောင့်တော့ရဟန်းဒီသာလူကပြီးတော့လည်းတွင်လာတော့ဝါဒတာလေးတဲ့ဓမ္မပူဇာပဲရှိဓမ္မပူဇာကိုပြေပြီးတော့ဒီလိုလိုလုပ်ကြတာဘုရားကျမ်းမှာဘာပူဇာနာယူမှာဒီလိုရဲ့အနာပူဇာယူတာကာယူတာဘုရားနိုင်တည်းရဲ့ဘုရားပူဇာနဲ့ရန်တာဓမ္မပူဇာအတွက်လူတော်ငွေ9000ဗျာဝန္တာအားရပါပဲเนาะကျွန်တော်တို့သဗ္ဗဒါနဓမ္မဒါနတိဏတိကိုဒီနေ့ဒီတော်ကြီးဆရာတော်ဘုရားကြီးရတဲ့အမြောင်မြင်ကြီးတော်ရှင်သေးသေးတရားပြီးသံဃာဥပေကဝေပေကျေသူရှင်ဖြစ်သည်ကျေသူတုံးမြန်မြစ်တာပါဧကံဘုရားကြီးတော်ကြီးတဲ့ဒီနေ့ကောင်းနာမိသားစုများကလည်းဓမ္မပူဇာအတွက်